Australia မှာလက်တလောပဲဖန်ခံရတဲ့စေကြီးလို့ဆိုတဲ့မူရရစာဂိုင်ချုပ်ရဲ့ sentencing နဲ့ပတ်သက်ပြီးအနေငယ်ဝေးငါပေးသွားချင်ပါတယ်ခင်ဗျာသူက Australia မှာဖန်ခံရတယ်ဆိုတော့ Australia မှာဖန်ခံရတာမဟုတ်ဘူး Australia သူဖန်ခံခဲ့ရတာက Taiwan မှာအရင်ဆုံးပေါ့နော်Taiwan မှာသူ့ကိုမိခဲ့တာTaiwan မှာသူ့မိပြီးတရုတ်ဖမ်းတာတော့နော် Netherlands မှာတရုတ်စဖမ်းခဲ့တယ်ဆိုတော့ Netherlands မှာသူ့ကိုဖမ်းပြီးချက်ချင်း Australia ကိုဒီတိုင်းပဲပို့ခဲ့လို့မရဘူးဆိုတော့သူကတကယ်ပြမှုကျွလွန်ခဲ့တဲ့နေရာတွေကတော့အများကြီးပေါ့နော်ဒါပေမဲ့ Australia ကနေဥဆောင်ပြီးတော့သူ့ကိုလိုက်နေတာနှစ်တော်ကြာနေပြီ10နှစ်ကျော်လောက်ရှိပြီပေါ့ဒါပေမဲ့ officially 2019ကနေလိုက်ခဲ့လို့ပြောတယ်အဲ့2019ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နောက်ပိုင်းပြောပြရတော့မယ်ဆိုတော့သူ Netherlands မှာရောက်တယ်2021မှာဆိုတော့2021မှာNetherlands January เนาะဆိုတော့ဖန်ခံရတဲ့နောက်ပိုင်းမှာသူကသူရဲ့ဒီ Australia ကိုသူ့မပို့ပါနဲ့ပေါ့မပို့ပါနဲ့ဆိုပြီးတော့သူကဒီ extradition လို့ခေါ်တယ်ဘာမှမလဲဖန်ခံရတဲ့အချိန်မှာဒီနှစ်ဖက်နိုင်ငံ Netherlands နဲ့ Australia ကြားမှာရှိတဲ့ treaty အရာပေါ့နော်ဒီ logo နှစ်ဖက်ဒီ logo ပို့တဲ့ဒီ contract ရှိတယ် treaty ဆိုတော့အဲ့ဒီ agreement နဲ့အရာက Netherlands ကနေ Australia ပို့ပေးရမယ်ဒါပေမဲ့သူအဲ့အကန့်ကွက်ခဲ့တယ်ဆိုတော့သူကန့်ကွက်ခဲ့တဲ့အချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်နောက်ပိုင်းအဲ့ဒီကန့်ကွက်ခဲ့တဲ့ reason ကပဲလေဒီသူရဲ့ sentencing ကိုအခုကျွန်တော်ဒီပြောပြမယ်ဒီအဓိကအချက်ပေါ့နော်အကုန်လုံးကချိတ်ဆက်မှုရှိနေတာပေါ့ဗျာအခုသူရဲ့ sentencing ကဘယ်လောက်လဲပေါ့နော်အဲ့ဒါကျွန်တော်ရေးစမယ်ဆိုတော့ sentencing က16နှစ်လို့ဒီတရားသူကြီးကနေချမှတ်လိုက်တယ်16နှစ်သူ parole က non parole period ဆို10နှစ်ဆို non parole period ဆိုတော့သူအနည်းဆုံးတော့သူ10နှစ်ကို serve ပေးရမယ်10နှစ်မှာသူက10နှစ်မှာသူထောင်ကနေလူငင်ခွင့်ပေါ့ဒီသူတောင်းဆိုလို့ရတယ်ဆိုအဲ့မှာသူကထောင်ထဲမှာသူပြဿနာဖြစ်လို့မရဘူးပေါ့ဗျာဆက်ပြီးတော့ပုံမှုကျူးလွန်လို့မရဘူးကောင်းကောင်းမနေရမယ်အဲ့ဒါလည်းရလည်းတော်တော်အရေးကြီးတဲ့ကဏ္ဍတစ်ခုပေါ့နော်ဆိုတော့အဲ့လိုမျိုးရှိမှလည်းသူကထောင်သားတွေကိုဒီထောင်ကိုတင်းငင်အောင်တကယ်တင်းငင်အောင်ဖြစ်စေတဲ့အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်ဒီ parole ဆိုတဲ့ဟာဆိုတော့charge တဲ့သူဝန်ခံလိုက်တဲ့ဒီပြမှုကtrafficking commercial quantity of controlled drug ဆိုတော့အဲ့ဒီဟာကsection 302 criminal code 1995 so the federal ပြမှုပေါ့နော်federal ပြမှုဆိုတော့the offense က lifetime imprisonment ချလို့ရတယ်เนาะသူကိုကြမ်းဆိုလို့ရှိရင်သူ့ရဲ့တဘာနဲ့သူ့ရဲ့ connection ကြီးတဲ့ Australia မှာလည်းဒီ methamphetamine နဲ့ပတ်သက်ပြီးတော့ဒီ ice ပေါ့เนาะသူအဓိကဒီ trafficking နဲ့သူတရားစွဲခံရတော့ဒီ methamphetamine ဆိုတော့ Australia မှာတော်လေးကိုအရန်ပြီးတော့လည်းခစ်စားလာတဲ့ဟာပြင်မဟုတ်ဘူးလေတော်လေးပြဿနာရှိတဲ့ drug မျိုးစားတစ်ခုဖြစ်နေတယ်ဒီ gain တွေတော်တော်များများလည်းဒီအခုနောက်ပိုင်းဆိုလို့ရှိရင် methamphetamine ကလည်းပို့ပြီးတော့ profit ပိုရတယ်ဆိုတဲ့ဟာကအထူးသဖြင့်ပါဝင်ထောင်နဲ့တောင်းနဲ့ချီတဲ့ဒီပမာဏမဟုတ်ဘဲနဲ့ပေါ့နော်20 kilo လောက်ပဲဆိုပါစို့အဲ့လောက်ပဲကိုသူ့ကိုတရားစွဲတာဖြစ်ပါတယ်အဲ့လောက်ပဲတရားစွဲတယ်ဆိုပြီးမြင်တယ်lifetime imprisonment ကိုတနေ့တရက်ကြုံ
ဖြစ်နိုင်သေးတယ်နော်ဆိုတော့ကန္နာတွေကတော့သူတို့ဒီပြည့်စင်ရတဲ့အချိန်မှာတရားသူကြီးကနေဟိုကန္နာအချက်လက်တွေကိုဟိုအကုန်လုံးခြုံငုံမကြည့်ပြီးတော့ lifetime imprisonment ချလို့ရသေးတယ် okay so ပမာဏကပဲဟိုအရန်ရေးကြည့်တဲ့ဟိုအချက်မဟုတ်ဘူးပေါ့နော်ပမာဏကြီးလေလေတော့ပြစ်ဒဏ်ကြီးလေဟုတ်တယ်ဒါပေမဲ့ပမာဏဆိုလို့ဒီခုနပြောရတဲ့ဒီ commercial quantity ဆိုတဲ့ quantity ကတကယ်တော့ဒီ drug အတွက်တစ်ခုနဲ့တစ်ခုတော့မတူဒီ drug နဲ့အတွက်ကတိတ်လောက်ထိလည်းများတယ်လို့ယူဆလို့မရပါဘူးတကီလိုအောက်မှာပဲပေါ့နော်950 gram ဖြစ်တယ်ဆိုတော့20 kilo နဲ့ဆိုလို့ရှိရင်တော့ဟိုစပေါင်းများစွာလို့ဟိုတွက်ဆလို့ရတာပေါ့ဆိုတော့အဲ့အကြောင်းလဲတနေ့တချင်းကိုဟိုဒီ prosecution ဒီလိုဘက်ကနေဒီလိုဘက်ကနေဆွဲချလို့ရတယ်ဆိုတော့25နှစ်ကသူ့ကိုအမြင့်ဆုံးချလို့ရတယ်penalty ပြစ်ဒဏ်ဖြစ်သွားတယ်ဆိုတော့ခုန life imprisonment ကိုချိန်ပြီးတော့လောက်တာမဟုတ်ဘူးနဲ့25နှစ်ကိုချိန်ပြီးတော့ပေါ့နော်သူ့ကိုsentence ရဖို့ဖြစ်သွားတယ်ဆိုတော့အဲ့25နှစ်ကအမြင့်ဆုံးဖြစ်ပြီးတော့25နှစ်အမြင့်ဆုံးဆိုလို့ရှိရင်25နှစ်ဘယ်တော့မှမချဘူးအဲ့လိုမျိုးချတာမရှိသလောက်ပဲဆိုတော့25နှစ်ဆိုလို့နှစ်30ချရင်ချ message နဲ့အဲ့လိုမျိုးစာတွေဖြစ်ပေါ့သူရဲ့ပြစ်မှုမှာပေါ့မူဒီ25နှစ်ဆိုတော့လုံးဝ maximum ဆိုတော့အဲ့မှာချိန်ပြီးတော့လောက်ရတဲ့အတွက်ကြောင့်မို့25နှစ်တဲ့နေပြီးတော့ချဖို့အတွက်ဖြစ်သွားတယ် okay ဆိုတော့ဘာဖြစ်လို့နော်ဘာဖြစ်လို့ okay 25နှစ်ဆိုရင်25နှစ်ချပါလားပေါ့နော်ဘာလို့သူ့လောက်ကိုဆိုးတဲ့ဒီရာဇဝတ်ကိုင်းကြီးကို16နှစ်ပဲချရတယ်လေပေါ့နော်ပြီးတော့ပိုဆိုးတာ10နှစ်ဆိုလို့ရှိရင်သူတကယ်လို့တော်တော်လေးပါနေတဲ့လူတယောက်လည်းဖြစ်တယ်ဆိုသူထွက်လို့ရပြီပေါ့ဗျာဆိုတော့ကျွန်တော်လေ့လာကြည့်ရဲ့အချိန်မှာသူ့ရဲ့ဟိုကျွန်တော်ဆက်ပြီးပြောခင်မှာသူ့ရဲ့ case ရဲ့ decision ကမထွက်သေးဘူးသူ့ကို decision 16နှစ်ချလိုက်ပါတယ်ဆိုတဲ့ဟာကိုပဲလောလောဆယ်ကျွန်တော်သိရသေးတယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့အခုတော့ကျွန်တော်တုံးသက်ချက်ရပြီးတော့ကျွန်တော်ဝင်လာဖြစ်ပါတယ်ဒီသူ့ရဲ့ case decision public ဖြစ်မလားမဖြစ်ဘူးလားဆိုတာမပြောတတ်ဘူးဖြစ်ချင်မှလည်းဖြစ်မှာဘာဖြစ်လို့တော်တော်လေးကိုဟို secret တွေလည်းဟိုများတဲ့ဟာတွေလည်းပါလာနိုင်တယ်ဒါပေမဲ့ဟို public မဖြစ်ရင်တော့မှာပေါ့နော်public ကနေဒီလိုမျိုး case တွေကိုတီးခွင့်သူတို့တကယ်လို့တီးချင်တယ်ဆိုလို့ရှိရင်သူခင်ကိုတောင်းဆိုရပါလားတောင်းဆိုရဒီ case နဲ့ပတ်သက်ပြီးတော့ information တွေ note ပြီးတော့ဗျာအရေးကြီးတဲ့ information secret တွေ okay ဆိုတော့ထွက်တော့မထွက်သေးဘူးဒါကျွန်တော်ရဲ့တုံးသက်ချက်ပြဖြစ်တယ်ဟိုအကုန်လုံးကဟိုတကယ်အစစ်မှန်ဖြစ်တာ16နှစ်နဲ့ပတ်သက်ပြီးတော့သူရဲ့တမိုင်းတွေဘာတွေကတော့ media မှာကျွန်တော်သိရတဲ့လောက်ကကျွန်တော်ဝင်ကတုံးသက်နေရပေါ့ဒါပေမဲ့ဘာဖြစ်လို့ဒီလိုမျိုး decision ချပါဆိုကျွန်တော်ဒါတုံးသက်ခြင်းဖြစ်တယ်ကျွန်တော် case တစ်ခုကိုcompare ကြည့်ရမှာပေါ့ဟိုတော်တော်လေးကိုသူနဲ့ချိတ်ဆက်နေတယ်ဟိုချိတ်ဆက်နေဆိုတော့သူနဲ့သူလက်အောက်ကလူတယောက်ပဲဖြစ်တာမဟုတ်ဘဲနဲ့ပေါ့နော်သူအခုဒီ case မှာသူ20 ကီလိုနဲ့ချမှတ်ခင်ရတဲ့ဥစ္စာက2020နဲ့2023ကြာမှာသူတို့ဒီ AFP ကနေရရှိထားတဲ့အထောက်အထားတွေနဲ့ဒီပြမှုကိုသူတရားဆွဲခဲ့တယ်ဆိုတော့ Suki Lui ကတော့2013မှာဖမ်းခံခဲ့ရပြီး2015မှာသူရဲ့ပြည်တန်ကိုစီခံခဲ့ရတယ်ဆိုတော့25နှစ်ထောင်ဒဏ်ချမှတ်ခဲ့တယ် session က non pro review ဆိုတော့အနည်းဆုံး session တွေသူထောင်ကနေထွက်လို့မရဘူးသူကMelbourne မှာအခြေစိုက်ပြီးတော့ Hong Kong နဲ့ဆက်တွေ့တဲ့လို့ထောက်ထားတွေကိုsecretly Australian Federal Police AFP ကနေထောက်ထားတွေကိုသူ့ကိုမဖမ်းခင်ဒီသူ့ရဲ့အိမ်ကိုဟိုဒီဝင်ပြီးတော့မဖမ်းဆီးခင်မှာဟိုထောက်ထားတဲ့အကုန်လုံးခံလို့အရင်ဆုံးယူခဲ့တယ်ပေါ့နော်ဆိုတော့အဲ့မှာကသူ Hong Kong associate ရှိနေဆိုတော့လေသူတွေကနေတွေ့မိခဲ့တယ်ဆိုအဲ့ဒီ associate ကလည်းနောက်ပိုင်းဒီထေးပို့ပြီးတော့ထောက်ထားတွေခံလို့လာတဲ့အချိန်မှာCG လောက်ဖြစ်နေဆိုတော့ဒီဝိုင်းနောက်ပိုင်းမှာဒီဆိုတော့ကျွန်တော်ပြောရတဲ့ဒီ operation 2019မှာပေါ့နော် operation ခုံကလို့ခေါ်တဲ့ဟာကိုစတင်ခဲ့တယ်ကျွန်တော်ဒီတဲ့အတိုင်းပဲ CG လောက်ကို
ဖမ်းမိခဲ့တာပေါ့ဆိုတော့အဲ့ရကအစပိုင်းစောပိုင်းတုန်းကသူတို့ဒီ Australia ကနေAustralia မှာတော်တော်များများဒီတစ်ခုပြီးတစ်ခုသူတို့seize လုပ်ခဲ့ရတဲ့တာမိခဲ့တဲ့ဒီမူစေဝါဒီအထူးသဖြင့် ဒီ ice crystal ice methamphetamine ဟာတွေက source တွေအများကြီးကနေတို့ทีมခဲ့တဲ့ဆိုပေမဲ့လည်း source တွေအများကြီးကနေမဟုတ်ဘဲနဲ့ source ကတိကဒီ Hong Kong source เนาะ Taiwan ဒီ Southeast Asia ကနေဖြစ်နေဆိုတာကိုဂိုင်းတစ်ခုကနေဆိုတော့နောက်ပိုင်းသူတို့တီမင်ခဲ့ရတယ်တီမင်ခဲ့ရတယ်ဆိုတော့အဲ့ဒါကဒီ Semco syndicate ဖြစ်နေတယ်ဒါပေမဲ့အဲ့တော့ sentencing လုပ်တဲ့အချိန်မှာတော့ခေါ်တွေကအဲ့လောက်ထိမသိခဲ့ဘူးဒါပေမဲ့အဲ့ဒီအချက်ကတော့ပါတယ်เนาะသူရဲ့ပြမှုကတော်တော်လေးကြီးမားတယ်ဆိုတဲ့အချိန်မှာတွေ့တဲ့အချိန်မှာကတော့သူရဲ့ဒီစေတကြဒီသူက Australia မှာစီးပွားရေးတမရောင်နဲ့ပေါ့စီးပွားရေးလည်းသူ run တဲ့ပုံရှိပါတယ်ဒီကုံစုံဆိုင်တစ်ခုဖွင့်ထားတယ်ဆိုတော့စီးပွားရေးလည်း run တယ်ဒါပေမဲ့သူကကုံတွင်းတွေကိုဒီကုံချောတွေတွင်းတဲ့အချိန်မှာဒီဆိုင်တွင်းတဲ့အချိန်မှာဟိုသူကအဓိကဒီစီးပွားရေးက main မဟုတ်ဘဲနဲ့for show เนาะဒီ cover up အနေနဲ့သူကအဲ့ဒီဟာကိုတုံ့ပြုခဲ့ပြီးတော့ဒီ methamphetamine ကိုသူကစီနီကနေတွေ့နေဆိုတော့သစင်ပေါ့နော်ပို့ပြီးတော့လက်ရချေပြောက်ဖို့အတွက်သူလုပ်ခဲ့ဆိုတော့သစင် Hong Kong ကနေ Hong Kong Associate ဆို Hong Kong ကနေတွေ့လာတယ်မျိုးတော့မဟုတ်ပါဘူး Hong Kong မှာအဲ့ချိန်တော့ကြည့်ရတာစစ်ချီလောကသူကအမှညရကတွားနေတရားရှိရပေါ့ဒါပေမဲ့သူကတရုတ်နိုင်ငံဟိုတရုတ်နိုင်ငံသားတယောက်နေတရုတ်နိုင်ငံသားနိုင်ငံသားကတော့ကနေဒါပေါ့ဒါပေမဲ့လည်းဒီလိုတရုတ်လူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူကအဲ့ဒီနေရာတွေမှာကျင်းလဲလေးရှိတာပေါ့ဆိုတော့သူရဲ့ associate သူကအဲ့ဒီ Suki Lu ကတစင်နေပေါ့နော် direct ချိတ်ဆက်ပြီးတော့ဟိုစီနီကိုဒီဟို Australia ထဲကိုဒီလှုပ်ဝက်ပြီးတော့ပို့ဒီ warehouse တွေမှာအရင်ဆုံးပို့တယ်ပြီးလို့ရှိရင်ဒီ Victoria သူရဲ့စီးပွားရေးကနေသူရဲ့ဒီ deliverer Korea တဲမဲ့လူတွေကိုစင်ပြန်ပြီးတော့ပို့လိုက်ပြီးတော့အဲ့ဒီຢာတို့သူကထဲဝင်ကိုအကုန်လုံးပေါ့ပါဝင်ခဲ့တဲ့လူရည်ညွှန်းခဲ့တဲ့လူတယောက်နော်ဟိုလိုမျိုးဟိုနည်းနည်းပဲပါဝင်ပြီးတော့ဟိုကန္တာတစ်ခုပဲလုပ်တဲ့တူပဲမဟုတ်ဘဲနဲ့ဟိုအစအနေဆုံးထိပတ်စံပေးတဲ့အရာကနေဘယ်လောက်ထိယူမလဲဘယ်လိုမျိုးယူမလဲဘယ်တော့ယူမလဲဘယ်လိုမျိုးတရားတွေကိုအကုန်လုံးစင်ပြေအောင်ဘယ်လိုမျိုးဒီ communication လုပ်တဲ့အချိန်မှာလဲဟိုဒီမပေါက်ကြဖို့အတွက်ပေါ့နော် communication တွေကိုလည်းလိုအပ်တဲ့စကားလုံးတွေနဲ့တုံးဝါပြီးတော့ပြောရတဲ့အနေထားတော်တော်လေးကိုစေတကြလို့တွားခဲ့တဲ့ဟာတွေကိုလည်းကြည့်ချင်အဖြစ်တဲ့သူရဲ့ပြမှုကပို့ပြီးတော့ကြီးစေခဲ့တယ်25နှစ်ပြည်တန်ချမှတ်ခဲ့ရတယ်ဆိုမှလည်းသူရဲ့ပြမှုကတော့အဲ့ဒီ case မှာနှစ်ခုရှိတာပေါ့တစ်ခုကတော့ methamphetamine တွင်ခဲ့လို့အဲ့ဒီဟာကတော့သူကတကယ်တော့ sentence က charge နှစ်ခုရှိလို့ရှိရင် sentence ကတည်တဲ့နှစ်ခုပေးလေရှိတာပေါ့ဆိုတော့ methamphetamine ကသူက session နဲ့ပြည်တန်ချမှတ်ခဲ့ရတယ်နောက်တစ်ခုကတော့သူ heroin ကိုသူ Vietnam ကနေသူတွင်းဖို့အတွက်သူစူးစမ်းခဲ့တယ်ပေါ့ conspiracy to traffic ဆိုတော့အဲ့ဥစ္စာကတော့ဖြစ်မြောက်သွားတဲ့အမှုမဟုတ်ဘဲနဲ့မဖြစ်မြောက်သေးတဲ့အမှုပေါ့နော်ဂျန်စီယုံတဲ့တင်ရှိတယ်ဆိုတော့အကောင်လုံးအဲ့ဒီ charge တွေစုစုပေါင်းဆိုလို့ရှိရင်သူက25နှစ်ဖြစ်ခဲ့တယ်ဆိုတော့အဲ့လိုချစ်ချင်းအားဖြင့်ကျွန်တော်သိရတာတော့သူရဲ့ sentence ကတော်တော်လေး serious ဖြစ်တယ်ဆိုတာတော့ charge နှစ်ခုဖြစ်ဖို့လဲပါတော့ဗျာစစ်ကြလို့ရဲ့လက်အောက်ငယ်သားတယောက်ဖြစ်ပြီးဘာဖြစ်လို့သူကကြတော့25နှစ်တောင်မှ10နှစ်လောက်နေပါလို့ပြောမှာပေါ့ပြည်တန်ချခံခဲ့ရတယ်ထုတ်ဆရာဖြစ်တာပေါ့သူတပိစုကီလူဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်အဲ့လိုဖြစ်မှာပေါ့သူရဲ့ supplier နော်သူထက်တောင်မှပို့ပြီးတော့ Australia ပုံမှာဟိုပြောမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဟို affect ဖြစ်ခဲ့တဲ့ဒုက္ခပေးနေခဲ့တဲ့လူတယောက်ကပို့ပြီးတော့ပြည်တန်ကြီးမားတဲ့ပတ်သက်ခံယူတင်တယ်မဟုတ်ဘူးလားဟုတ်ပါတယ်ဒါပေမဲ့ဟို case ကတော်တော်လေးကိုမတူဘူးဖြစ်နေတာပေါ့သူကတော့ဒီမှာဖန်ခံခဲ့ရလိုက်တယ်နောက်တစ်ခုကဟို Suki Lu ကိုတိုင်ကလည်းတော်တော်လေးကို
တထဲဝဝင်နော်သူကခေါင်းဆောင်ဟိုလက်အောက်ဟိုတယောက်ပြောလို့ရတယ်ဆိုပေမဲ့လည်းမဲလ်ဘုန်းမှာအခြေချနေခဲ့တဲ့သူတယောက်အနေနဲ့ဒီလိုမျိုးဟိုနိုင်ငံတွင်းထဲမှာပေါ့နော်ရဲရဲဝဝနဲ့ဟိုတကယ်ဟိုမဲလ်ဘုန်းမှာဆိုလို့ရှိရင်ဒီမဲလ်ဘုန်းဗီတိုရီယာတစ်ခုလုံးပြောလို့ရတယ်ပေါ့the company Samco ရဲ့အခြေထိုင်တဲ့ဂိုင်းတစ်ခုဖြစ်နေပြီเนาะသူကနေအဲ့ဒီဂိုင်းရဲ့ခေါင်းဆောင်เนาะအဲ့ဒီ drug enterprise ရဲ့ခေါင်းဆောင်တယောက်ဖြစ်နေဆိုတော့သူ့ရဲ့ပြမှုကလည်းအင်တာမကြီးပါတယ်ပိုကြီးရလို့ပြောလို့မရပါပဲလေဟိုအဲ့ဒီပြမှုကြီးတဲ့အထက်မှာဟိုအကြီးဆုံးထဲမှာလည်းသူ့ရဲ့ပြမှုကလည်းပါနောက်တစ်ခုကခုနပြောရတဲ့စစ်ဂျလိုရဲ့ဒီနောက်ကြောင်သူဖန်ခံခဲ့ရပြီးတော့ဟိုAustralia ကိုတကယ်ရောက်ခဲ့ဖို့အတွက်သူ့ကိုနော်ဒီ deal ကို secure လုပ်ဖို့ extradition deal ကို secure လုပ်ခဲ့ဖြစ်နိုင်ဖို့အတွက်ဂရိကူပြုခဲ့ရတယ်အဲ့ဒီဂရိကူကို Australia ခေါ်ကနေဒီတရားသူကြီးဘက်ကနေပြောလာပါတော့သူတို့က bound by the undertaking ဆိုတော့25နှစ်လောက်ဟိုချလိုက်ရဆိုလို့ရှိရင်တော့89 90အဲ့လိုမျိုးဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ဒါတကြွနီးပါလို့ဟိုပြောလို့ရတာပေါ့ဆိုတကြွလိုမျိုးဖြစ်သွားမှာပေါ့ဆိုတော့ခုနတကြွသူမချမှတ်ခဲ့ဘူးလို့ပြောပြီးတော့အဲ့လိုမျိုးတက်80ကျော်90နီးပါတော့မှချရဆိုလို့ရှိရင်တကြွဘယ်လို့ပြောလို့ရဆိုတော့အဲ့ဒီအချက်တွေလည်းသူ့အသက်လည်းပါတယ်ပေါ့ဆိုတော့ okay အသက်လည်းပါတယ်ခုနပြော extradition agreement လည်းပါတယ်နောက်ဆုံးအချက်ကကြတော့ဒီအလည်းအရင်ရေးကြည့်တဲ့အချက်ပါနော်ခုနကစုကီလူက25နှစ်ဆိုပေမဲ့သူကဒီနိုင်ငံသူရဲ့မိသားစုတွေကဒီနိုင်ငံထဲမှာမရှိဘူးသူကဒီနိုင်ငံမှာဟိုကြီးပြင်းလာတဲ့သူရဲ့ဟိုရတဲ့ငယ်ချင်းတွေနော်သူနဲ့တက်ဆိုင်တဲ့လူအကုန်လုံးကဒီနိုင်ငံထဲမှာရှိတယ်ဆိုတော့ဟိုသူတပည့်ကတော့မိသားစုပေါ့သူမိသားစုကထောင်ထဲမှာလာကြည့်လို့ရတယ်သူအတွက်နေသိမ့်ပေးလို့ရတဲ့လူတွေကဒီမှာရှိတယ်ဒါပေမဲ့စစ်ကြလို့ကမဟုတ်ဘူးเนาะ16နှစ်နံပါတ်တာဖြစ်ပြီမဲ့လေအင်တာမလည်းပို့ပြီးတော့ lean ဟိုဘယ်လိုပြောမလဲ weight ပိုရှိတာပေါ့เนาะဆိုတော့သူက Australia လည်းတည်တဲ့အတိုင်းပဲเนาะနိုင်ငံခြားအကုန်လုံးနဲ့ပြည်လဲနေစားပြည်လဲစကြတဲ့အကုန်လုံးအရန်ဝေးတဲ့နိုင်ငံဖြစ်တဲ့တင်ပဲတော်လဲကြီးတဲ့ဒီ continent ကိုလည်းဖြစ်နေဆိုတော့သူကမိသားစုကကနေဒါမှာလူတီယာဆိုကနေဒါမှာဆိုတော့အင်တာမဝေးတယ်နော်သူရဲ့ဒီ Australia မှာသူနေခဲ့တဲ့လူတယောက်လည်းမဟုတ်ဘူး Australia မှာလည်းဆက်တွေ့တယ်ရှိဆိုမှတင်ငယ်ချင်းနေမိသားစုတွေမှာမဟုတ်တာနော်ဆိုတော့အဲ့ဒီအချက်ကလည်းဒီ sentencing court အတွက် judge အတွက်တွေ့ရတဲ့အချက်တစ်ခုဖြစ်ပါတယ်ဆိုတော့အဲ့ဒါကြောင့်သူရဲ့ sentence ကပုံနေတယ်ဆိုပေမဲ့လည်းဟိုအဲ့ဒီခုနဒီအချက်တွေအကုန်လုံးကြည့်ပြီးနော်ဟို16နှစ်ကဟိုတာမန်ထက်ပို့ပြီးတော့နဲတယ်ဆိုပေမဲ့လည်းသူ့ရဲ့အခြေအနေသူ့ရဲ့အသက်အရဒီ situation အရာကတော့ဟိုတော်တော်လေးကိုပို့ပြီးတော့လိမ့်နေမှုရှိရလို့မြင်ရတယ်စစ်ကြလို့လူမျိုး international Yazwik guy ရဲ့တကယ်ခေါင်းဆောင်တယောက်က16နှစ်ပဲပြည်တန်စီရင်ခံရဆိုတာတော့ကြားလို့မကောင်းပါဘူးဟုတ်ပါတယ်သူကတကယ်ထိုက်တန်တာကတော့တကြွအနည်းဆုံးတကြွဖြစ်ချင်တော့ Australia မှာတည်တယ်မရှိဘူးဆိုတော့သူကတကြွတော့ထိုက်တန်တယ်ဒီတကြွချချင်းအဖြစ်လဲဒီလိုမျိုးလုံးလို့ရှိရင်ဒီလိုမျိုးပြည်တန်ရှိရဆိုတာဟုတ်ဒါသူတေမကဘူးဒီလိုမျိုးရာဇဝတ်မှုတွေကိုကျူးလွန်ချင်တဲ့လူတွေအတွက်လဲစဉ်းစားစရာဖြစ်သွားဖို့အတွက်စံပမာဏကိုချတဲ့အခြေအနေမျိုး case တစ်ခုအရန်ကောင်းတဲ့ case တစ်ခု example တစ်ခုအဖြစ်နိုင်ဖြစ်ခဲ့ရင်တော့အကောင်းဆုံးပေါ့ဗျာဒါပေမဲ့ဒီအခြေအနေမှာတော့သူရဲ့ဘလောက်မှမကြံသေးတဲ့တမိုးမရှိတဲ့ဘဝကိုသူကနောက်ဆုံးတော့မိမိရဲ့နိုင်ငံမှာမဟုတ်ဘဲနဲ့နော်မိမိရဲ့ချစ်တဲ့လူတွေပေးရမှာမဟုတ်ဘဲနဲ့နောက်ဆုံးသူရဲ့ဘဝစာမျက်နှာများကိုသူ
ဘွားတွေကိုတွေးဆုပ်ခဲ့တဲ့ Australia ပြည်သူပြည်သားအယောက်များစွာကိုဒုက္ခပေးခဲ့ဒါဒီမကဘူးဒါကျွန်တော်မြန်မာနိုင်ငံအတွက်ပါမြန်မာပြည်သူပြည်သားတွေအတွက်ပါအရေးပါတဲ့ case တစ်ခုဖြစ်နေဆိုတော့ကျွန်တော်အဲအကြောင်းကျွန်တော်ဝင်ရတာဖြစ်ပါတယ်တိုင်းပြည်တစ်ခုကိုထူထောင်တဲ့ထဲမှာမပါတဲ့အပြင်တိုင်းပြည်မတည်ငြိမ်မှုတွေမျိုးမျိုးပြိပခါတွေဖြစ်တဲ့ဥစ္စာပေါ်မှာတွေးဆုပ်ပြီးတော့တိုင်းပြည်ကိုပိုပြီးပျက်စီးအောင်ဖြစ်စေတယ်တိုင်းပြည်ကိုဖြစ်စေအောင်ဖြစ်စေတယ်လူတွေရဲ့ဘဝတွေကိုဖြစ်စီမှုဖြစ်စေတယ်သူတစ်ပြလူငယ်တွေရဲ့ဘဝတွေကိုစအမျိုးမျိုးမွေးစေဝါအဖြစ်တော်၎င်းသူတို့နဲ့တက်ဆိုင်တဲ့ရာဇဝတ်မှုကျူးလွန်တဲ့ gain တွေရဲ့လက်အောက်မှာအမျိုးမျိုးမတရားမှုခံခဲ့ရတဲ့ပြည်သူတွေအတွက်တော်၎င်းဒီလိုမျိုးကောင်းဆောင်တယောက်ကနောက်ဆုံးနေကုန်းချိုးရတယ်ဆိုတာကိုကျွန်တော်အားလုံးဂုဏ်ယူတဲ့အရာဖြစ်တဲ့ဆိုတာအကြောင်းကျွန်တော်ဒီ case ကိုကျွန်တော်ညီကောင်မောင်နှမတွေနဲ့ကျွန်တော်ဝင်ကသွားပေးချင်တာဖြစ်ပါတယ်16နှစ်ဆိုတာကတော့ဟုတ်ပါတယ်နဲပါတယ်ခုနကျွန်တော်ရှင်းပြသွားတဲ့အချက်တွေကဘယ်လိုပဲဖြစ်ဖြစ်နော်သူကအခုတက်60ဖြစ်ပြီတက်60ကျော်ဖြစ်ပြီထောင်ထဲမှာထွက်တဲ့အချိန်မှာသူ့ရဲ့တက်ကဘယ်တော့မှမကြံတော့ပါဘူးကျွန်တော်ဒီလောက်ကတော့သူကျမကြီးလဲအခန်းတွေလည်းရှိတယ်ဆိုတော့ထောင်ထဲမှာရှင်းမတေးမဆိုတာလည်းကျွန်တော်မသိရဘူး weight တွေတော်တော်လေးကျသွားဆိုတာကတော့သူဖမ်းခဲ့ရတယ်ကျွန်တော်ဖမ်းခံခဲ့ရတဲ့အချိန်ကြီးကနေကြီးချင်းအပြီးတော့တွေ့ရတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုကတော့ဘီလီယံဘွားကနေထောင်တာဘွားကိုရောက်ရှိသွားတယ်ငါနောက်ကျောကိုဘဒူဓာတ်နဲ့ထိုးွားလဲဆိုတဲ့ဟာကိုစဉ်းစားရင်းနဲ့သူရဲ့ဘွားနောက်ဆုံးစာမျက်နှာများကိုနောင်တတွေနဲ့တောကတွေနဲ့ကြော်ဖြတ်သွားရမယ်မူရရာဇာရာဇဝတ်ဂိုင်းချုပ်စစ်ချလောအကြောင်းကိုဝင်ကသွားတာဖြစ်ပါတယ်ကြည့်ရှုသွားတဲ့ညီကိုမောင်နှမအရောက်စီတိုင်းကိုကျေးဇူးတင်တယ်လို့ပြောရင်းနဲ့ကျွန်တော်ဒီဗီဒီယိုကိုဒီကုန်းချုပ်ပါခင်ဗျာ